မင်္ဂလာပါရှင်ဆရာမတို့ဒီနေ့ grade 8သင်ချာနှစ်ကအခန်း3စက်ဝိုင်းများဆိုတဲ့အခန်းကိုသွားပါမယ်စက်ဝိုင်းတစ်ခုဤဘဝမှလေးကျိုးပေါ်သို့ဆွဲသောတောင်မှန်မြင်များအဝမ်းပိုင်းတစ်ခုကခန်းဆောင်ထားသောတောင်များစက်ဝိုင်းပြက်တစ်ခုကျဲအတွင်းရှီတောင်များနဲ့တက်ဆိုင်သောမှန်ကန်ချက်များကိုလက်တွေ့ဆောက်လုပ်ဆွဲသားခြင်းများဖြင့်ဖော်ထုတ်ခဲ့ပြီးဖြစ်သည်ဒါပဲချိန်အားသိခဲ့တာလဲဆိုတော့ grade 7မှာဒါတွေသိခဲ့တာအခုကျတော့ဘာတွေလေ့လာမလဲဆိုတော့ဝင်းထိမြင်းများအကြောင်းပြီးတော့မှသူတို့တွေရဲ့ဂုဏ်သက်တည်တွေကိုဖော်ထုတ်မယ်ထို့ပြင်စက်ဝိုင်းနှစ်ခုဖြတ်ခြင်းဘုံလေးကျိုးဘုံဝင်းထိမြင်းနဲ့အဝန်းပိုင်းတစ်ခုဤဒီဂရီအတိုင်းတာရှာခြင်းတို့ကိုလေ့လာပါမယ်တဲ့โอเคဒါဆိုရင်ဆရာမတို့ကဒီသင်ခန်းစာမှာလေ့လာမယ်ဟာတွေကတော့ဘာတွေလဲဆိုတော့ဝင်းထိမြင်းတွေဆွဲသားတတ်မယ်ဝင်းထိမြင်းဆိုင်ရာညံစမ်းပု္ပ္ပစာတွေကိုဖြည့်ရှင်းတတ်မယ်ပေါ့နော်ဒါတွေလေ့လာပြီးသွားလို့ရှင်โอเคဒါဆိုဆရာမတို့ဒီခေါင်းစဉ်ကိုတွားပါတော့မယ်ပြန်လဲဆွေးနွေးခြင်းဆက်ဝိုင်းအကြောင်းကိုဆက်လက်လေ့လာရာတွင်အထောက်အကူဖြစ်စေရန်မှန်ကန်ချက်များကိုပြန်လဲဖော်ပြပေးပါမည်အဲ့တော့ဆရာမတို့ဒါလေးကိုနည်းနည်းလေးတော့ပြန်နှွေးရမယ်ကလေးတို့ဖတ်ကြည့်ရမယ်အဲ့ဒါပြီးတော့မှဒီ grade 7စာအုပ်ရှင်လည်းပဲပေါ့နော်သူနဲ့အဲ့လိုမျိုးရှင်တွဲပြီးတော့ကြည့်လိုက်တာပို့ပြီးတော့လွယ်ပါမယ်အဲ့တော့ဘဟုမလေးကျိုးတစ်ချောင်းပေါ်သို့ဆွဲသောထောက်မှတ်ကြမြင်သည်ထိုလေးကျိုးကိုထဝက်ပိုင်းသည်ဒါ grade 7မှာပါပြီးသားဘဟုမလေးကျိုးတစ်ချောင်းပေါ်သို့ဆွဲသောထဝက်ပိုင်းမြင်သည်ထိုလေးကျိုးကိုထောက်မှတ်ကြသည်ဒီနှစ်ချောင်းသည်အပြန်အလှန်ဖြစ်တယ်လေးကျိုးတစ်ချောင်းဤထောက်မှတ်ကြထဝက်ပိုင်းသောမြင်သည်စက်ဝိုင်းဤဘဟုကိုဖြတ်သွားသည်စက်ဝိုင်းတစ်ခုတည်းတွင်ဖြစ်စေတူညီသောစက်ဝိုင်းများတွင်ဖြစ်စေအလျားတူသောလေးကျိုးများသည်ဘဟုမှာတူညီစွာကွာဝေးကြသည်အဲ့တော့စက်ဝိုင်းတစ်ခုမှာဆရာတို့သူကဘာပြောချင်လဲဆိုတော့တူညီတဲ့စက်ဝိုင်းတစ်ခုတည်းအတွင်းမှာပဲဖြစ်ဖြစ်တူညီတဲ့စက်ဝိုင်းအတွင်းမှာပဲဖြစ်ဖြစ်အလျားတူတဲ့လေးကျိုးတွေဟာဆိုရင်ဘဟုမှာတူညီစွာကွာဝေးတယ်ဆိုလိုတာကတော့ဆရာမစက်ဝိုင်းတစ်ခုဆွဲလိုက်မယ်ဒါဘဟုပေါ့နော်ဆရာမရဲ့စက်ဝိုင်းကမဝိုင်းသွားဘူးအဲ့တော့ဒါလေးကျိုးတစ်ကြောင်းဆရာမဆွဲလိုက်တယ်ဒီမှာလေးကျိုးတစ်ကြောင်းဆွဲလိုက်ဒီလေးကျိုးနှစ်ကြောင်းဒီအလျားတူတယ်ပဲထားပါတော့သူ့ကိုဆရာမ4 cm ဆွဲတယ်ဒါကို4 cm ဆွဲတယ်ဒါဆိုရင် तू ကဘာလို့ဆိုလို့လဲဆိုရင်ဒီလေးကျိုးနှစ်ကြောင်းဒီဘဟုမှာတူညီစွာကွာဝေးဒီကနေဒီကိုအကွာဝေးနဲ့ဒီကနေဒီကိုအကွာဝေးကတူတယ်လို့ပြောတာညပြီနော်အဲ့တော့ तू နဲ့အလျားတူတဲ့ तू နဲ့ပေါ့နော်အချင်းဝက်တူတဲ့စက်ဝိုင်းတစ်ခုဒီဘက်မှာဆွဲပြီးတော့မှအလျားတူလေးကျိုးတစ်ချောင်းကိုဆွဲလိုက်မယ်ဆိုရင်လည်းပဲဘဟုကနေတူညီစွာကွာဝေးတာပဲတော့ပေါ့တယ်နော်နောက်တစ်ခုစက်ဝိုင်းတစ်ခုတည်းတွင်ဖြစ်စေတူညီသောစက်ဝိုင်းများတွင်ဖြစ်စေဘဟုမှတူညီစွာကွာဝေးသောလေးကျိုးများရဲ့အလျားများတူညီသည်ဒီနှစ်ချက်ကအပြန်လန်ပေါ့နော်အဲ့တော့အခုနကပြောတဲ့အတိုင်းဘဟုကနေတူညီစွာကွာဝေးတယ်ဥပမာပေါ့နော်ဒါကဘဟုဒီဘဟုကနေဒီဘက်ကလေးကျိုးရဲ့အကွာဝေးပေးထားတယ်2 cm ထားပါတော့ဒီလေးကျိုးကနေဒီဘဟုကနေလေးကျိုးအကွာဝေးပေးထားတယ်2 cm ကဲအဲ့လိုပေးရင်ဆရာမတို့ဘာသိရမလဲဆိုတော့လေးကျိုးနှစ်ခုရဲ့အလျားတူတယ်ဆိုတာသိရမယ်တော့ပေါ့တယ်နော်နောက်တစ်ခုအဝန်းပိုင်းတစ်ခုဤဘဟု၌ခန်းဆောင်ထားသောထောင်သည်ရင်အဝန်းပိုင်းမှကျန်အဝန်းပိုင်းပေါ်ရှိအမှတ်တစ်ခု၌ခန်းဆောင်ထားသောထောင်ဤနှစ်ဆဖြစ်သည်ဒါတော့သိတယ်ဒါကအဝန်းပိုင်းတစ်ခုဆရာမယူလိုက်မယ်အဝန်းပိုင်း AB ပဲထားပါစို့ဒီအဝန်းပိုင်း AB ကဘဟုမှာခန်းဆောင်ထားတဲ့ဒီထောင်ဒါဘဟုမှာခန်းဆောင်ထားတဲ့ဒီထောင်သည်ဒီအဝန်းပိုင်းကပဲကျန်အဝန်းပိုင်းပေါ်မှာဒီဘက်အဝန်းပိုင်းပေါ်မှာခန်းဆောင်ထားတဲ့ထောင်ရဲ့နှစ်ဆရှိတယ်ဥပမာဒါ100ဒါ90ပဲရှိတယ်ဒါ60ဆိုရင်ဒါ120ရှိတယ်အဲ့လိုမျိုးပေါ့နော်စက်ဝိုင်းပြက်တစ်ခုတည်းတွင်းရှိထောင်များတူညီကြသည်စက်ဝိုင်းပြက်စက်ဝိုင်းကိုဆရာမတို့ကအပြက်ကလေးပေါ့နော်စက်ဝိုင်းပြက်ဆိုရင်ဒီထဲမှာရှိတဲ့ထောင်တွေတူမယ်ပေါ့နောက်တစ်ခုကစက်ဝိုင်းချမ်းတစ်ခုအတွင်းရှိထောင်ဒီထောင်မှန်များဖြစ်တယ်အဲ့တော့စက်ဝိုင်းတစ်ခုကိုဆွဲလိုက်မယ်အဲ့တော့အဲ့ဒီစက်ဝိုင်းကိုစက်ဝိုင်းချမ်းဆိုတော့တစ်ချမ်းချမ်းလိုက်မယ်ဒီမှာရှိတဲ့ထောင်တစ်ထောင်ဆရာမတို့လိုလေးဆက်ဆွဲလိုက်တယ်ဒီထောင်ဒီဘယ်လောက်ရှိလဲဆိုတော့90ဒီဂရီရှိဒီဘက်ဆွဲတယ်ဒါလည်း90ဒီဂရီဒီလိုဆွဲလဲဒါ90ဒီဂရီရှိဟုတ်ပြီနော်စက်ဝိုင်းချမ်းဆိုရင်ကိုကစက်ဝိုင်းချမ်းရဲ့အတွင်းထဲမှာရှိတဲ့ထောင်တစ်ထောင်ဒီ90ဒီဂရီရှိတယ်ဟုတ်ပြီအထက်ပါမှန်ကန်ချက်များအပြင်အမှတ်တစ်ခုမှဖြတ်မြင့်တစ်ကြောင်းတို့အကွာအဝေးအကြောင်းကိုဖြစ်ဆွေးနွေးမိဟုတ်ပြီနောက်ထပ်ဆွေးနွေးမှာကတော့အမှတ်တစ်ခုမှမြင်းဖြောင်းတစ်ကြောင်းတို့အကွာအဝေးအဲ့တော့မြင်းဖြောင်း AB ပေါ်တို့မြင်းဖြောင်းကဒီမှာ AB ဆိုတဲ့မြင်းဖြောင်းပေးထားတယ်ပြင်ပအမှတ် P မှာဆိုတော့ပြင်ပအမှတ် P ကိုပေးထားတယ်ဒေါင်းမှတ်မြင်း PL ကိုဆွဲမိကဲဒေါင်းမှတ်မြင်းလေး PL ကိုဆွဲလိုက်တယ် AB ပေါ်တွင်အခြားအမှတ် CDE တို့ကိုယူပြီး
AB ပေါ်မှာဒီ AB ဆိုတဲ့မြင်းပေါ်မှာအခြားအမှတ် CDE ကိုယူလိုက်မယ်ဒီမှာ E ရှိတယ် C ရှိတယ် D ရှိတယ် CDE ကိုယူလိုက်တယ်ပြီးတော့မှ P နဲ့ဆက်လိုက်မယ်အဲ့တော့ P နဲ့ E နဲ့ဆက်လိုက်တယ် P နဲ့ C နဲ့ဆက်လိုက်တယ် P နဲ့ D နဲ့ဆက်လိုက်တယ်ဒါဆိုလို့ရှိရင်ဒီလိုဆက်လိုက်တဲ့ PL เนาะဒီမှာ PL ရှိတယ် PE ရှိတယ် PC ရှိတယ် PD ရှိတယ်ဒီအားလုံးကိုတိုင်းကြည့်လိုက်တဲ့အခါမှာဒေါင်းမှတ်မြင်းဖြစ်တဲ့ PL ကအတိုဆုံးဖြစ်တယ်။အဲ့လေနော်ဒေါင်းမှတ်မြင်းဖြစ်တဲ့ PL ဒီအတိုဆုံးဖြစ်တယ်။အဲ့တော့ပုံ3.1ကိုကြည့်ပါ။ဒေါင်းမှတ်မြင်း PLE အလျားကိုဒီဒေါင်းမှတ်မြင်း PL ရဲ့အလျားကို P မှ AB တို့အကွာအဝေးဆိုပြီးတော့သတ်မှတ်တယ်။ P မှ AB တို့အကွာအဝေးအဲ့တော့ပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ P မှ AB တို့အကွာအဝေးလို့ပြောလို့ရှိရင် PE လည်းမဟုတ်ဘူး PC လည်းမဟုတ်ဘူး PD လည်းမဟုတ်ဘူး။ဒေါင်းမှတ်ကျနေတဲ့ PLD လာလို့ရင် P ဆိုတဲ့အမှတ်နဲ့ AB ဆိုတဲ့မြင်းဖြောင်းကြားအကွာအဝေးဖြစ်တယ်။တော့ပေါ့တယ်နော်။အဲ့ဒါကိုသူကအဓိကအဲ့ဒါကိုပြောချင်တာပါ။ဒီ P ဆိုတဲ့အမှတ်နဲ့ AB ဆိုတဲ့အမှတ်ချာကိုသူကမြင်းနေတယ်လို့မျိုးအများကြီးဆွဲလိုက်တယ်ဒါပေမဲ့ဒီအမှတ်နဲ့ဒီမြင်းကြားအကွာဝေးကိုလူချင်းတော့ဒီဒေါင်းမှတ်ကျနေတယ်ဆိုရင်ဒီမြင်းကိုသာယူရလိမ့်မယ်ဟုတ်တယ်နော်အဲ့တော့အမှတ်တစ်ခုမှမြင်းဖြောင်းတစ်ကြောင်တို့အကွာဝေးသည်ထိုအမှတ်မှမြင်းဖြောင်းပေါ်သို့ဒေါင်းမှတ်မြင်းဤအလျားဖြစ်တယ်ဒေါင်းမှတ်ကျအောင်ဆွဲမှသူ့ရဲ့အလျားသည်အဲ့ဒီဒေါင်းမှတ်မြင်းဖြစ်တယ်ဆိုတာကိုသိရနားလဲနော်โอเคနောက်3.2ကိုသွားပါမယ်ဆက်ဝိုင်းတစ်ခုနဲ့မြင်းဖြောင်းတစ်ခုဖြစ်ခြင်းโอเคပုံကိုကြည့်လိုက်မယ်။ O ဘဟုရှိတဲ့ဆက်ဝိုင်းဒီ O ဘဟုရှိတဲ့ဆက်ဝိုင်းမှာအမှတ် PQ ရှိမယ်။အဲ့ဒီအမှတ် PQ ဖြတ်ပြီးတော့မှမြင်း L ရှိ။ရတယ်နော်။ဒီမှာကျတော့ O ဘဟုရှိတဲ့ဆက်ဝိုင်းအမှတ်တစ်မှတ်ကိုပဲဖြတ်ပြီးတော့မြင်း L ဒါမြင်း L အမှတ်တစ်မှတ်ကိုပဲဖြတ်ထားတယ်။ဒါ O ဘဟုရှိတဲ့ဆက်ဝိုင်းမှာမြင်းဒီအပြင်မှာရှိတယ်။ဖြတ်မှတ်မရှိဘူးပေါ့နော်။အဲ့တော့ဒီပုံသုံးပုံမှာဘာပြောထားလဲဆိုတော့ဒီဆက်ဝိုင်းတစ်ခုကိုမြင်းတစ်ချောင်းကဖြတ်သွားတဲ့အခါမှာအမှတ်2မှတ်ကိုဖြတ်တယ်။တော့ပေါ့တယ်နော်။ဒီဆက်ဝိုင်းတစ်ခုကိုမြင်းတစ်ချောင်းကဖြတ်တဲ့အခါမှာအမှတ်3မှတ်ကိုပဲဖြတ်တယ်။အဲ့ဒီအမှတ်ဒီဆက်ဝန်းပိုင်းပေါ်မှာရှိတဲ့အမှတ်ဖြစ်တယ်။ဒါကကြတော့အဲ့ဒီမြင်းတစ်ချောင်းဟာဆက်ဝိုင်းကိုဖြတ်မသွားဘူး။ဒီအခြေအနေ3ခုနားလည်သွားပြီ။ဒါဆိုရင်ဟိုဘက်ကိုဆက်သွားမယ်။ကဲဆက်ကြည့်မယ်အဲ့တော့ဒီအခြေအနေ3ခုကိုဆရာမတို့အသေးစိတ်လေ့လာဝင်ရတဲ့ဘဟု O ရှိပြီးအချင်းဝဲ R ရှိသောဆက်ဝိုင်းတစ်ခုဆွဲပါခုနအခြေအနေ3ခုကိုဆရာမတို့လေ့လာလိုက်တယ်ပုံ3.3ဒီပုံမှာဆိုရင်မြင်းဖြောင်း L ဒီမြင်းဖြောင်းကလေး L ဟာအမှတ်2ခုဟုတ်နော်ဆက်ဝိုင်းပေါ်ရှိမတူညီတဲ့အမှတ်2ခုဖြစ်တဲ့ P နဲ့ Q ကိုဖြတ်သွားတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ဒီ L ကိုဘာလို့ခေါ်လဲဆိုတော့ဝင်းဖြတ်မြင်း secant လို့ခေါ်တယ်။ညာနော်ဝင်းဖြတ်မြင်း secant လို့ခေါ်တယ်။အဲ့ဒီမှာ OM ဒေါင်းမှတ် PQ OM ဆိုတဲ့ဒီ OM ဆိုတဲ့ဒီအနားလေးဒီမြင်းကလေးဟာ PQ ပေါ်ကိုဒေါင်းမှတ်ကြတယ်ဒီမှာနော်ဒေါင်းမှတ်ကြတယ် OM ဆိုတဲ့မြင်းဒီ PQ ပေါ်မှာဒေါင်းမှတ်ကြတယ်အဲ့တော့ဒီ OM ဒေါင်းမှတ်ကြ PQ ကိုဆက်ဆွဲလိုက်တဲ့အခါမှာ OM ဆက်ဆွဲမြင်းဒီ OM ဆက်ဆွဲမြင်းကိုဒီ R မှာလာပြီးတော့မှစုံလိုက်မယ်ထို့အခါ OM ဆိုတဲ့ဒီမြင်းကလေးဒီ O မှ L ပေါ်တို့ဒေါင်းမှတ်အကွာအဝေးဖြစ်တယ်ခုနဆရာတို့ဒီနားလေးမှာလေ့လာခဲ့တာနော်စာမျက်နှာ30ရဲ့အပေါ်မှာဒီ O ဆိုတဲ့အမှတ်ကနေပြီးတော့မှ PQ ဆိုတဲ့ဒီအနား PQ ပေါ်ဆိုတဲ့ဒီမြင်းပေါ်ကိုဒေါင်းမှတ်ကြဆွဲထားတယ်ဒါကြောင့်မလို့ PQ ဆိုတဲ့ဒီမြင်းချောင်းနဲ့ O ဆိုတဲ့ဒီအမှတ်ကြားအကွာအဝေးဒီပါဖြစ်တယ်ဆိုတော့ OM ဆိုတဲ့ဒီမြင်းလေးဖြစ်တယ်ရပြီနော်အဲ့တော့ဒီ OM ဆိုတဲ့မြင်းဟာဆိုရင် OR ဆိုတဲ့အချင်း OR ဆိုတာအချင်းပဲအဲ့ဒီအချင်းထက်ကိုတော့ငယ်နေတယ်အဲ့တော့ OM ဒီ less than OR ဖြစ်တယ် OR ဒီဘာနဲ့တူတူပဲလဲဆိုအချင်း R နဲ့တူတူပဲဟုတ်လား OM ဒီအချင်းဖြစ်တယ်ပြန်ပြောမယ်အဲ့တော့ဒီ win ထိမြင်တစ်ခုဝင်းဖြတ်မြင် sorry ဒါကဝင်းဖြတ်မြင်အဲ့ဒီဝင်းဖြတ်မြင်ပေါ်ကိုဘဟု O ကနေတောင်းမကြဆွဲလိုက်တဲ့ဒီမြင်ကလေးဟာအဲ့ဒီဘဟု O ကနေပဲသူ့ကိုတောင်းမတ်ကိုဖြတ်ဆွဲလိုက်ပြီးတော့မှเนาะဒီမြင်ကလေးဝန်းဒီအဝန်းပိုင်းပေါ်မှာအမှတ်တမဲ့ယူပြီးတော့မှဖြတ်ဆွဲလိုက်တဲ့ဒီမြင်ထက်ကိုငယ်တယ်ပေါ့ရတယ်နော်အဲ့တော့ကဲဒီမှာဆရာမတို့အချက်ကလေးတစ်ချက်ကိုမှတ်ပါမယ်ဘဟုမမြင်တကြောင်တို့အကွာအဝေးသည်အချင်းဝက်အလျားအောက်ငယ်လျင်ထိုမြင်းသည်ဝင်းဖြတ်မြင်းဖြစ်သည်ပြန်ပြောမယ်ဆိုလို့ရှိရင်ဘဟုမ
ဟိုမှမြင်းတစ်ကြောင်းတို့အကွာအဝေးဘဟိုမှဒီဘဟိုအိုကနေမြင်းတစ်ကြောင်းတို့အကွာအဝေးဒီအဲ့ဒီအကွာအဝေးဒါလေးဟာဆိုလို့ရှိရင်အချင်းဖြစ်တဲ့ OR အချင်းဝက်အလျားအောက် OR ဆိုတဲ့အချင်းဝက်ချက်ကိုငင်းနေမယ်ဆိုလို့ရှိရင်ဒီမြင်းကလေးကိုဘာလို့ခေါ်လဲဆိုတော့ဝင်းဖြက်မြင်းလို့ခေါ်တယ်။နားလည်နော်။အဲ့တော့အဲ့ဒါလေးတွေမှတ်ထားရမယ်။နောက်တစ်ချက်ခါပြီပုံ3.4တွင်မြင်းဖြောင့် LD ဒီပုံ3.4မှာ LD ဆက်ဝိုင်းဤအပြင်ဘက်တွင်ကြားရောက်နေပြီးဆက်ဝိုင်းကိုလုံးဝမဖြတ်ပါအဲ့တော့ဒီမြင်းဟာဆက်ဝိုင်းရဲ့အပြင်ဘက်မှာရှိတဲ့ဆက်ဝိုင်းကိုမဖြတ်ဘူးအဲ့တော့ OM တောင်းမကြ L OM ဆိုတဲ့မြင်းကလေးဆွဲလိုက်တယ် O နဲ့ဒီ L ဆိုတဲ့မြင်းကြားအကွာအဝေးဒီ OM ဆိုတဲ့ဒီမြင်းကလေးဖြစ်တယ်နားပြီနော်အဲ့လိုဆွဲလိုက်တဲ့အခါမှာဒီ S ဒီဘက်မှာဖြတ်လဲဆိုတော့အဝန်းပိုင်းပေါ်မှာဖြတ်တယ် S ဆိုတဲ့နေရာမှာဆက်ဝိုင်းကိုဖြတ်လိုက်မယ်ဟုတ်ပြီနော်ဒီနေရာမှာဖြတ်မှတ်နေရာမှာ S ကလေးထားလိုက်မယ်ဒါဆိုဆရာမတို့ဘာသိလဲဆိုတော့ OM ဆိုတဲ့ဒီ O ဆိုတဲ့အမှတ်နဲ့ L ဆိုတဲ့ဒီမြင်းကြားအကွာအဝေးဖြစ်တဲ့ OM ဒီအချင်းဖြစ်တဲ့OS နော်ဒီမှာ R လို့လည်းရေးထားတယ်အချင်းဝက် sorry အချင်းဝက်ဖြစ်တဲ့ OS တက်ကိုရှင်းနေတယ်ဆိုရင်ဒီမြင်းဒီဝန်းဖြတ်မြင်းမဟုတ်ဘူးမပေါ့နော်အဲ့တော့ဒီမှာ OM greater than OS equal R ဖြစ်သည်ထို့ကြောင့်အောက်ပါအတိုင်းတောက်ချက်ချနိုင်တယ်အဲ့တော့ဘဟိုမှမြင်းတစ်ကြောင်းတို့အကွာဝေးသည်အချင်းဝက်အလျားတက်ကြီးလျင်ထိုမြင်းသည်ဆက်ဝိုင်းကိုမဖြတ်ပါခုနပြောသလိုဝင်းဖြတ်မြင်းလည်းမဟုတ်ဘူးဆက်ဝိုင်းပေါ်မှာလည်းရှိမနေဘူးဆက်ဝိုင်းကိုမဖြတ်ဘူးနားလဲနော်နှစ်ချက်ကျွန်တော်တို့မှတ်ရမှာဒီမှာတစ်ချက်ရှိတယ်ဒီပေါ်မှာတစ်ချက်ရှိတယ်အဲ့တော့အပေါ်တစ်ချက်ကလေးကိုပြန်ပြောမယ်အဲ့တော့ဒါကကြတော့ဗာလဲဆိုတော့ဒီအမတ်တမတ်နဲ့ဒီမြင်းချောင်းပေါ်မှာရှိတဲ့အလျားလေးဒါလေးဟာ R ဆိုတဲ့အချင်းဝက်အောက်ကိုငယ်လို့ရှိရင်ဒါဒီဝင်းဖြတ်မြင်းရတယ်နော်အဲ့တော့နောက်တစ်ချက်ဒီဘာလဲဆိုတော့မြင်းချောင်းဒီမြင်းတစ်ချောင်းနဲ့အမှတ်နဲ့အကွာအဝေးဖြစ်တဲ့ OM ဒီအချင်းဝက်ထက်ကိုကြီးတယ်ဆိုရင်ဒီမြင်းတစ်ချောင်းဒီစက်ဝိုင်းကိုမဖြတ်ဘူးဟုတ်ပြီဒါဆိုဆရာမတို့ဆာမျက်နှာ30နဲ့3.3လို့သွားမယ်ဆက်ဝိုင်းတစ်ခုတို့1 t မြင်ဒီတစ်ခါဆရာမတို့ပြောတော့မှာဒီ1 t မြင်ခုနခေါင်းစဉ်တွေတစ်ခါတည်းမှတ်လာမယ်နော်တစ်ခါတည်းပဲကြည့်တဲ့အချိန်မှာတစ်ခါတည်းမှတ်မိအောင်ကြည့်မယ်ဘဟိုအိုကိုဖြတ်၍ဝန်းဖြတ်မြင်းယူကိုဆွဲပြီးဝန်းဖြတ်မြင်းဆိုတာဘဟိုမှာရှိတဲ့အမှတ်2မှတ်ကိုယူပြီးတော့မှဖြတ်လိုက်တာဝန်းဖြတ်မြင်းလို့ခေါ်တယ်အဲ့တော့ဒီမှာဝန်းဖြတ်မြင်းယူကိုဆွဲမယ်ယူကိုဆွဲမယ်ဆိုတော့ဒီမှာယူဆိုတာဒီဥစ္စာလေးဒါလေးရယူဒီမှာပေးထားတယ်โอเคအဲ့တော့သူကအမှတ်တွေဒီမှာဖြတ်ထားတယ် B နဲ့ဒီကအမှတ်ကလေးကိုဖြတ်ထားတယ်အမှတ်2မှတ်ကိုဖြတ်ပြီးမှ1ဖြတ်မြင်းကလေးတစ်ကြောင် U ကိုဆွဲလိုက်တယ်အဲ့ဒီမှာ U ကိုဆွဲပြီးတော့မှ L ဒေါင်းမဲ့ U ကိုဆွဲရအဲ့ဒီ U ဆိုတဲ့မြင်းမှာ L ကိုဒေါင်းမကြအောင်ဆွဲလိုက်မယ်အဲ့လိုဆွဲပြီးတော့မှ L ဒီဆက်ဝိုင်းကို P နဲ့ Q တို့နဲ့လက်ခါဆက်ဝိုင်းကိုဒီမှာ P မှာဖြတ်မယ်ဒီမှာ Q မှာဖြတ်မယ်ဟုတ်ပြီနော်ပြီးတော့မြင်း U ကို A ၌၎င်းဖြတ်ပါစီဒီမြင်း U ကိုကြတော့ A မှာဖြတ်ပါမယ်ထို့နောက်ပုံ3.5တွင်ပြထားသည့်အတိုင်း L နဲ့အပြိုင်မြင်း M နဲ့ N တို့ကိုဆွဲသည်အဲ့တော့ M ဒီဆက်ဝိုင်းကိုအမှတ် B ၌ထိနေပြီအဲ့တော့ M ကကြတော့အမှတ် B မှာထိနေမယ်N ဒီ U ကို C ၌ဖြတ်ပါစေ N ဆိုတဲ့ဒီမြင်းကကြတော့ U ဆိုတဲ့မြင်းကို C နေရာမှာဖြတ်ပါမယ်တဲ့ညာပြီနော်အဲ့တော့ L ဒီဆက်ဝိုင်းကိုအမှတ်2မှတ်၌ဖြတ်ပြီး L ဒီဆက်ဝိုင်းကိုအမှတ်2မှတ်၌ဖြတ်ပြီး M ဒီဆက်ဝိုင်းကိုအမှတ်တစ်ခု၌ဖြတ်သည် M ကဆက်ဝိုင်းကိုအမှတ်တစ်ခု၌သာထိနေတယ် N ဒီဆက်ဝိုင်းကိုလုံးဝမထိပါဒီမှာမြင်း3ချောင်းရှိတယ်နော်ကလေးတို့ဒါခုနကလေ့လာထားတယ်အခုတစ်ခုပါထိရမှာဘာကိုလေ့လာမှာဆိုဝင်းထိမြင်းကိုလေ့လာမှာဒါဒီဆရာမတို့ရှေ့ကလေးကသိခဲ့ပြီသားဝင်းဖြတ်မြင်းဘာကြောင့်လဲဆိုတော့အမှတ်2မှတ်ကိုဖြတ်ပြီးတော့မှဖြတ်ဆွဲလိုက်တယ်ဒါဒီဝင်းဖြတ်မြင်းဒါကကြတော့အမှတ်1မှတ်ကိုပဲဖြတ်ပြီးဆွဲထားတယ်အမှတ်1မှတ်ကိုပဲဖြတ်ပြီးဆွဲထားတယ်သူကကြတော့ဆက်ဝိုင်းရဲ့အဝန်းပိုင်းကိုပေါ့နော်သူကလုံးဝထိနေတာမျိုးမရှိဘူးအမှတ်1မှတ်ကိုမှထိနေတာကိုမရှိဘူးဆက်ဝိုင်းကိုလုံးဝမဖြတ်ဘူးအဲ့တော့ဒီအနေထားအမှတ်တစ်ခု၌သာထိနေတော့ M ကိုဒီမြင်းကလေး M ကိုဘာလို့ခေါ်လဲဆိုဆက်ဝိုင်းတို့ဝင်းထိမြင်း tangent to a circle တနည်း tangent မြင်းလို့ခေါ်တယ်တို့ဘာလို့ခေါ်လဲဆိုဝင်းထိမြင်းတနည်းအားဖြင့် tangent မြင်းလို့ခေါ်တယ်အမှတ်တစ်မှတ်ပဲထိတယ်လို့ဝင်းထိမြင်းဒါကကြတော့ဘာလဲဆိုတော့ဝင်းဖြတ်မြင်းလို့ခေါ်တယ်ရရင်နော်ဆက်ဝိုင်းနဲ့ဝင်းထိမြင်းတို့ထိနေတော့အမှတ် B ကိုဝင်းထိမှတ်ဟုခေါ်သည်
ဒါကဝင်ထိမဲ့ဒါကဝင်ထိမြင် point of contact နဲ့ဒါက tangent line tangent to a circle ရတယ်နော် okay ဒါဆိုရင်ဒီမှာပြန်ကြည့်မယ်အောက်မှာဆက်ပြီးရှင်းပြရတယ် OB equal R ဖြစ်တယ် OB ဆိုတာဒါလေး OB equal R ဖြစ်တယ်ထို့ပြင် L parallel M ဖြစ်တယ် L နဲ့ M နဲ့ပြိုင်တယ် OA ဒေါင်းမှတ် L ဖြစ်တယ် OA ဆိုတဲ့ဒီအပိုင်းကလေး OA ဆိုတဲ့အပိုင်းဒီ L ပေါ်ကိုဒေါင်းမှတ်ကြတယ် OB ဒေါင်းမှတ် M ဖြစ်တယ် OB ဆိုတဲ့ဒီအပိုင်းကလေး OB ဆိုတဲ့အပိုင်းကလေးက M ပေါ်ကိုထောက်မှတ်ကြတယ်။ရရင်နော်ထိုတွေ့ရှိချက်မှာအချင်းဝက်ဤအစွန်းမှတ်၌ဝန်းထိမြင် M နဲ့အချင်းဝက်တို့ထောက်မှတ်ကြနေသည်ကိုတွေ့ရတယ်။အဲ့တော့ဒီမှာဒါလေးကအချင်းဝက်ပြီးတော့သူထိနေတဲ့ဒီဝန်းထိမြင်အဲ့တော့အချင်းဝက်နဲ့ဝန်းထိမြင်တဲ့ဒီဘာဖြစ်နေလဲဆိုတော့ထောက်မှတ်ကြနေတာကိုတွေ့ရပါတယ်။ဒါအခုကလေးတို့သိရမယ်အချက်ရတယ်နော်ဝင်းထိမြင်းဆိုတာအဝန်းပိုင်းပေါ်ကိုဆွဲထားတယ်အမှတ်တစ်မှတ်ကိုပဲဖြတ်ပြီးဆွဲထားတဲ့မြင်းကိုဝင်းထိမြင်းလို့ခေါ်တယ်ဥပမာဆရာမဒီမှာအမှတ်ကလေးယူလိုက်မယ်သူ့ကိုဖြတ်ဆွဲလိုက်မယ်ဒါဝင်းထိမြင်းပဲဟုတ်ပြီနော်အဲ့တော့ဒီဘဟိုအိုကနေပြီးတော့ဒီအမှတ်ပေါ်ကိုဆက်ဆွဲလိုက်တဲ့ဒီအချင်းဝက်မြင်းနဲ့ဒီဝင်းထိမြင်းနဲ့ဒီဘာဖြစ်မလဲဆိုတော့ထောင်းမှတ်ကြမယ်ဘယ်နမ်းမှာပဲဆွဲထိအတိုင်းပဲရတယ်နော်โอเคဒါဆိုဂုဏ်သက်တည်လေးတွေတွားရအောင်အထက်ပါလိလာချက်များမှဝင်းထိမြင်မြန်ကုန်တတိ3ခုကိုရရှိတယ်။ဆက်ဝိုင်းဤဘဟိုမှဝင်းထိမြင်တို့အကွာအဝေးသည်ဆက်ဝိုင်းဤအချင်းဝက်အလျားနဲ့တူညီသည်။နောက်ခုနပြောသလိုပဲဆရာမဒီနေရာမှာအမတ်တမတ်ထားပြီးတော့ဝင်းထိမြင်ဆွဲလိုက်မယ်။နော်ဒါဝင်းထိမြင် L ပေါ့။ဒါဆိုရင်ဒီအမတ်နဲ့ဒီဖြစ်သွားတဲ့နေရာကိုဆရာမ A လို့ပြလိုက်မယ်။ဥပမာအဲဆို O နဲ့ A နဲ့ကိုဆရာမဆက်လိုက်တယ်ဆိုလို့ရှိရင်ဒီ OA ဒီဘာနဲ့တူတူပဲလို့ဆိုတော့အချင်းဝက် R နဲ့တူတူပဲဒါကိုသိရမယ်အဲ့တော့ဆက်ဝိုင်းရဲ့ဘယ်အမှတ်ကိုမဆိုဖြတ်ပြီးဆွဲလိုက်သူဝင်းထိမြင်းလို့ခေါ်တယ်အဲ့ဒီဝင်းထိမြင်းနဲ့ဘဟုကြားအကွာအဝေးဒီဘာနဲ့တူတူပဲလို့ဆိုအချင်းဝက်အလျားနဲ့တူတူပဲနားလည်နော်အဲ့တော့ဒီမှာလည်းသူအဲ့လိုပဲဒီမှာ T ဆိုတဲ့ဒီမြင်းကလေးဒါဝင်းထိမြင်းအဲ့တော့ P အမှတ်ကိုဖြတ်သွားတယ်အဲ့တော့အဲ့ဒီဝင်းထိမြင်းဒီဘဟိုနဲ့ဝင်းထိမြင်းကြားအကွာအဝေး OP ဒီဘာနဲ့တူတူလဲ R နဲ့တူတူပဲโอเคနောက်တစ်ခုဝင်းထိမြင်းသည်ထိမှတ်ကိုဖြတ်သွားသည့်အချင်းဝက်ကိုထောက်မှန်ကြသည်အချင်းဝက်ကိုထောက်မှန်ကြတယ်အဲ့တော့ဒါဒီအချင်းဝက်ဆိုတော့ဒီမှာထောက်မှန်ဖြစ်တယ်ဒါ90ဒီဘက်က90ဒါလည်းခုနဆရာမဆွဲလိုက်တာဒီမှာ90ဒီမှာ90လားရတယ်နော်โอเคဆက်ဝိုင်းတစ်ခုတွင်အချင်းဝက်ဤအစွန်းမှတ်၌ဒေါင်းမှတ်ကြနေသည့်မြင်းသည်ဝင်းထိမြင်းဖြစ်သည်အဲ့တော့အချင်းဝက်ရဲ့အစွန်းမှတ်ဆရာမဒီမှာအချင်းဝက်တစ်ခုဆွဲလိုက်မယ်အဲ့ဒီအချင်းဝက်ရဲ့ဒီအစွန်းမှတ်ကလေးမှာဒေါင်းမှတ်မြင်းကလေးတစ်ကြောင်းဆွဲလိုက်မယ်အဲ့ဆိုဒါဒီပါလဲဆိုတော့ဝင်းထိမြင်းတစ်ကြောင်းဖြစ်တယ်ရတယ်နော်နောက်ကောင်းစဉ်တစ်ခုသွားမယ်3.4အမှတ်တစ်ခုမှဆက်ဝိုင်းတစ်ခုတို့ဆွဲသောဝင်းထိမြင်းများအဝိုင်းအမှတ်တစ်ခုမှဆက်ဝိုင်းတစ်ခုတို့ဆွဲတော့ဝင်ထိမြင်မြတင်ညော်ရအချင်းဝက်ဆွဲဆရာမဒီစားတယ်အကုန်လုံးမရှင်းပြတော့ဘူးเนาะအဲ့တော့ဆရာမအဓိကဘာပဲပြောမလဲဆိုတော့ဒီ P ဆိုတဲ့အမှတ်ကနေဆရာမကဒီမြင်းကလေးဆက်ဆွဲလိုက်တယ်ဒီမြင်းကလေးဆွဲလိုက်တော့အမှတ်2မှတ်မှာဖြစ်တယ်နော်အမှတ်2မှတ်မှာဖြစ်တယ်ဆိုကြတဲ့သူဒီဘာလဲဆိုတော့ဝင်းဖြတ်မြင်းဖြစ်တယ်ဝင်းဖြတ်မြင်းဟုတ်ပြီနော်အဲ့ဒါဆိုဆရာမက P ရနေပြီးတော့မှဒီအမှတ်2မှတ်ကိုပဲယူပြီးတော့မှဖြတ်ဆွဲလိုက်မယ်ဒါဆိုရင်ဒါဘာလဲဆိုတော့ဝင်းထိမြင်းဝင်းထိမြင် PT ပေါ့အဲ့လိုပဲ P ကနေဒီဘက်မှာ T prime ပေးထားတယ်ဒါတော့ तू ကတော့ဒီလက်ဝဲရစ်အတိုင်းလှည့်လိုက်တာဘာညာဆိုတော့ဆရာမအဓိကဒီစာပြီးအကုန်လုံးမဖတ်ပြတော့ဘူး PT prime နော် PT prime ဒီပါလဲဆိုတော့ဝင်းထိမြင်နားလေနော်အဲ့တော့ဒီကနေအဓိကဆရာမတို့ဗမှတ်ရမလဲဆိုတော့စက်ဝိုင်းတစ်ခုကိုဆရာမတို့အမှတ်တွေယူလိုက်တယ်ကြိုက်တဲ့အမှတ်တွေအများကြီးယူထားတယ်အမှတ်တွေယူပြီးမှဆွဲကြိုက်တဲ့လောက်ဆွဲဘယ်နှခုပဲရမှာလဲဆိုတော့ဆက်ဝိုင်းတစ်ခုပေါ်မှာအမှတ်တစ်မှတ်ကနေဆွဲတဲ့ဝင်းထိမြင်ဒီနှစ်ကြောင်းပဲရတယ်ပြောပေါ့လားအဲ့တော့ကိုယ့်အနေကိုလည်းအကျန်းထဲမှာလေ့လာကြည့်လို့ရတယ်ဥပမာဆရာမဆက်ဝိုင်းတစ်ခုဆွဲလိုက်မယ်အိုးဘဟုရှိဆက်ဝိုင်းအဲ့ဒါကိုအပြင်မှာပြင်ပါမှတ်ကလေးတစ်မှတ်ယူလိုက်မယ်ပြီးပေါ့အဲ့ဒီကလည်းဆရာမဒီမှာအမှတ်တွေအများကြီးယူကြိုက်တဲ့လောက်ယူသူပြောတဲ့အတိုင်းဒါပေမဲ့ဆွဲလိုက်တဲ့အချိန်ကျရင်ဆရာမတို့နှစ်ကြောင်းပဲရတယ်ကြံတာတွေဒီဒါဝင်းဖြတ်မြင်နေပဲရတော့ရတယ်နော်အမှတ်2မှတ်ကိုဖြတ်မှာပဲရတယ်ကျန်တာတွေကတစ်မှတ်ကိုပဲဖြတ်တာဒီအမှတ်တစ်မှတ်ကနေပဲဖြတ်တာကတော့တစ်ကြောင်းစီဒီဘက်တစ်ကြောင်းဒီဘက်တစ်ကြောင်းနှစ်ကြောင်းပဲရတယ်နားလည်တယ်နော်โอเคဒီဘက်ကနေဆက်ပြီးဆွဲအောင်မယ်ဆိုရင်ဒီဘက်မှာနှစ်ကြောင်းရှိမှာပေါ့နော်โอเคဒါဆိုကလေးတို့မှတ်ရမယ့်တစ်ချက်ကဒီမှာရှိတယ်ဆက်ဝိုင်းတစ်ခုဤပြင်ပအမှတ်တစ်ခုမှာဆက်ဝိုင်းတို့ဝင်းချင်မြင်နှစ်ကြောင်းသာဆွဲနိုင်သည်โอเคတင့်လျော်သောအချင်းဝက်ဖြင့်ပို့ဖို့ရှိသောဆက်ဝိုင်းတစ်ခုကိုဆွဲပါ
okay အဲ့တော့စဝိုင်းတစ်ခုဆွဲလိုက်စက်ဝိုင်းဤပြင်ပအမှတ်ပြီးမှ1 t မြင်းနှစ်ခုဆွဲရစက်ဝိုင်းကို t ချီ prime တုံးလိုက်ချိပါစေစက်ဝိုင်းဤပြင်ပအမှတ်ပြီးပြင်ပအမှတ်ပြီးကနေနော်ဆက်ဝိုင်းပေါ်ကိုပေါ့နော်ဆရာတို့ကဝန်းချစ်မြင်ကလေးနှစ်ချောင်းဆွဲလိုက်တယ်အဲ့ဒီမှာဆက်ဝိုင်းမှာထိနေတဲ့အမှတ်တွေကို t နဲ့ t prime ဆိုမှပေးမယ်တဲ့ o နဲ့ t o နဲ့ t prime လို့ဆက်ပါ o နဲ့ t နဲ့ဆက် o နဲ့ t prime နဲ့ကိုဆက်ထိုအခါဝန်းချစ်မြင်ဤဂုဏ်တက်သည့်အရာဝန်းချစ်မြင်ရဲ့ဂုဏ်တက်သည့်အရာ ot ဂျောင်းမဲ့ pt ဖြစ်တယ် ot နဲ့ pt နဲ့တောင်းမှတ်ကြတယ်ဟုတ်တယ်နော် ot prime နဲ့ pt prime နဲ့တောင်းမှတ်ကြတယ် ot pt တောင်းမှတ် ot prime pt prime တောင်းမှတ်ကြတယ် o နဲ့ p ကိုဆက်ပါအဲ့တော့ o နဲ့ p ကိုဆက်လိုက်တယ်ဒါဆိုကျွန်တော်တို့မှာ3ကန်ဒီနှစ်ခုရတာတယ်ဒီ3ကန်နှစ်ခုမှာဒီဘက်3ကန် pot နော်3ကန် pto ပဲခေါ်3ကန် pto လို့ခေါ်လိုက်မယ်နဲ့ဒီဘက်3ကန် pt prime oဒီ3ကန်နှစ်ခုမှာ down pto down pto က90 degree down pt prime o pt prime o ကလည်း90 degree ဒါဆိုဒီနှစ် down လေးတူတယ် down မှန်များ op equal op ဖြစ်တယ် op equal op ဘုံအနာ ot equal ot prime ot နဲ့ ot prime နဲ့တူတယ်ဘာကြောင့်လဲဆိုတော့အချင်းဝက်များဒါဆိုဒီ3ကန်နှစ်ခုဒီ congruence ဖြစ်တယ်3ကန် pto is congruent to 3ကန်နော် triangle pt prime o မာနာနာထပ်တူညီခြင်းမာနာနာထပ်တူညီခြင်းရတယ်နော်အဲ့တော့မာနာနာထပ်တူညီခြင်းတွေရှေ့မှာသိခဲ့ပြီသားနော်အဲ့တော့ pt equal pt prime အဲ့တော့ကျွန်တော်တို့သိရမှာဒီဘာလဲဆိုတော့အဲ့လိုမျိုးဒီ3ကန်နှစ်ခုတီထပ်တူညီသွားပြီဆိုရင်ကြံနဲ့လိုက်ဖက်အနာလိုက်ဖက်တောင်းနေအကုန်တူတယ်ဆိုတဲ့အနာဒီအချက်ကိုသိရမယ်အဲ့တော့ pt နဲ့ pt prime နဲ့တူတယ်အဲ့ဒီကနေဆရာမတို့သိတာဒါဒီ pt equal pt prime ဒါ opt ဒါ opt opt ဖြစ်တဲ့ဒီတောင်ကလေးနဲ့ဒါ opt prime ဖြစ်တဲ့ဒီတောင်ကလေးနဲ့လည်းတူတယ်ဒါ pot နဲ့ဒါ pot prime နဲ့တူတယ်down pot ဒီတောင်းနဲ့ down pot prime ဒီတောင်းနဲ့တူတယ်ရတယ်နော်ဒါဆိုလို့ရှိရင်ဆရာမတို့ဒီအချက်3ချက်ကိုမှတ်ရမယ်တို့ဖြစ်၍ဝန်းထိမြင်းနှစ်ကြောင်းရဲ့အလျားများတူညီကြပြီး op ကဝန်းထိမြင်းနှစ်ကြောင်းကြားရှိတောင်းကိုထက်ဝက်ပိုင်းကြောင်းတွေ့ရှိရတယ် op အဲ့တော့ဒီမှာဆရာမတို့ကအကုန်တက်တိလေးကြည့်အောင်ပေးရဲ့ဆက်ဝိုင်းတို့ပြင်ပအမှတ်တစ်ခုမှဆွဲသောဝန်းထိမြင်းနှစ်ကြောင်းတို့၏အလျားများတူတယ်ထိုပြင်ပအမှတ်နဲ့ဗဟိုကိုဆက်တော်မြင်းသည်ဝန်းထိမြင်းနှစ်ကြောင်းကြားရှိဒေါင်းနဲ့ထိမှတ်နှစ်ခုကြားရှိသောအချင်းဝဲနှစ်ခုကြားရှိဒေါင်းကိုထက်ဝက်ပိုင်းတယ်အကဲဒါဆိုလို့ရှိရင်ဆရာမက2ရက်3ရက်ကိုနောက်ဗီဒီယိုမှာဆက်ပြီးသွားပါတော့မယ်မိုးတွေတအားရွာနေလို့ကလေးတို့နားထောင်ရတာအဆင်မပြေပါဆိုလို့ပါအဲ့တော့ကဲဆရာမတို့ဒီနေ့ထိသွားတဲ့ဒီသင်ခန်းစာလေးကိုနားလည်တယ်ဆိုရင်ဆရာမရဲ့ဒီ channel အသစ်လေးကို like comment လုပ်ပေးပါရှင်ကျေးဇူးများကြီးတင်ပါတယ်အဲ့တော့ဒီ channel အသစ်မှာဆရာမကအဟောင်းကဗီဒီယိုတွေလည်းတင်ပေးမှာပါပြီးတော့မှဆရာမမသွားရသေးတဲ့ grade 8သင်ချာနှစ်ရယ် grade 9သင်ချာနှစ်ရယ်ကိုဆက်ပြီးသွားပေးဖို့ကြိုးစားပါမယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်